ရန်ကုန်ထမင်းပေါက်လို့ပြောရင်မပါမဖြစ်36လမ်းအလဲဘလောက်ကနိုင်စောထမင်းပေါက်ဆိုင်လေးမှာကိုရီပြပြလေး၃မျိုးကိုအရေးရွှဲရွှဲလေးစမ်းမိထားတဲ့အခောက်ခင်ထမင်းပေါက်နေပြီးတော့ဝက်ကောင်းတုပ်ဘဲသားတုပ်တွေကိုသစမှာမလို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်ဒီဆိုင်လေးကကြတော့36လမ်းအလဲဘလောက်မှာဖွင့်ထားတဲ့နိုင်စောထမင်းပေါင်းဆိုတဲ့ဆိုင်လေးပါဆိုင်လေးကကြတော့ဖွင့်ထားတာ12နှစ်ကျော်လောက်တော့ရှိပြီပေါ့နော်သူ့မှာကဆိုင်ခွဲတွေကလည်း3ဆိုင်လောက်ရှိတယ်ဒီနေ့ကတော့ကိုပလက်နဲ့ဆိုင်တို့မောင်နှမ2ယောက်ကဘန်ကောက်ကနေပြန်ရောက်တော့ရန်ကုန်ထမင်းပေါင်းကောင်းလေးစားချင်နေဆိုတာနဲ့ဒီနိုင်စောထမင်းပေါင်းဆိုင်လေးမှာလာစားဖြစ်ကြတာပေါ့နော်ဒီကထမင်းပေါင်းကြတာလေးကော်ရီကိုဒီလိုမျိုးအစိမ်းကြော်ကော်ရီပြီးတော့ချွတ်ချင်းကြော်ကော်ရီနဲ့ဘဲငပိအချိုရီ3မျိုးစမ်းပေးတာပေါ့နော်ထမင်းပါကြတာလေးကြက်ကင်ဝက်ကင်ပြီးတော့အခောက်ကင်နဲ့ပဲကင်ကိုကြိုက်တာလေးယူလို့ရတယ်ဈေးနှုန်းနေရာကြတော့အရင်ကတပွဲကို1500-2000လောက်ပဲရှိပေမဲ့အခုကတော့4000-5000ဝန်းကျင်လောက်တော့ရှိပြီပေါ့နော်ထမင်းပေါင်းနေပြင်သူ့စီမှာအတုပ်တွေဆိုလို့ရှိရင်လည်းအစုံရတယ်ပေါ့နော်ဒီလိုမျိုးငရုတ်တီးများများအချင်းရွှဲရွှဲလေးနဲ့ဆက်ဆက်ကလေးတုပ်ပေးထားတဲ့ဝက်ကောင်းတုပ်တွေပြီးတော့နန်ကင်တုပ်အခောက်ကင်တုပ်နဲ့အသားကင်တုပ်တွေဆိုလို့ရှိရင်လည်းဒီချင်းချင်းဆက်ဆက်ကလေးနဲ့ထမင်းနဲ့စားလို့ရှိရင်တော်တော်လေးလိုက်တယ်ဒါလေးကကြတော့လေထမင်းမောက်စားလို့ရှိရင်အီပြေတောက်ဖို့ဆိုပြီးတော့မာလိုက်တဲ့ဝက်နဲ့ရိုးချက်မဆိုင်ဟင်းပေါ့နော်ကဲမာထားလေးလည်းစုံပြီဆိုတော့စားလိုက်ပါအောင်မယ်ဒါကတော့ဆိုင်းမာထားတဲ့အခောက်ကင်ထမင်းပေါင်းလေးပေါ့နော်အခောက်ကြီးပဲစားရတာအီလို့ရှိရင်လေအသားကင်လေးနဲ့ပါတွဲပြီးတော့မာလို့ရတယ်ပေါ့နော်ဆိုင်ရတော့ဒီလိုမျိုးအစီအသားများတဲ့အခောက်သားကျွတ်ကလေးကိုစားချင်တာနဲ့ဒီအခောက်ကင်ပဲတီးတက်မာထားလိုက်တာပါဒါကကြတော့ဘဲကင်ထမင်းမှာပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တော့ဘဲကင်အီလေးရဲ့ပြီးတော့အသားလုံးကြော်လေးပါပါတယ်အဓိကလေသူ့ရဲ့အသေးရွက်ကော်ကြီးချိုလေးဆမ်းပေးထားတာလေတော်တော်လေးကိုစားလို့ကောင်းပါတယ်ထမင်းပေါင်းဆိုင်ရောက်လို့ရှိရင်တော့လေဒီဝက်ကောင်းတော့ကတော့မပါမဖြစ်ပဲသူ့ရဲ့ဝက်ကောင်းတော့ကလေးကကြတော့လေရှော့ရက်နဲ့မွမွေးလေးနဲ့ချင်းချင်းဆက်ဆက်ကလေးတော့ပေးထားတာဆိုတော့လေထမင်းနဲ့စားလို့ရှိရင်တော်တော်လေးစားလို့ကောင်းတာဒါလေးကကြတော့အချင်းရွှဲရွှဲလေးနဲ့ဆက်ဆက်ကလေးတော့ပေးထားတဲ့ဘဲသားတော့ပေါ့နော်ဒီဘဲသားတော့ကကြတော့နည်းနည်းလေးရောဈေးကြီးရဲ့သူကတပွဲကို1000ခွဲလောက်ပေးရတယ်ဒါလေးကကြတော့အီပြေးတော့မယ်ဆိုပြီးတော့မှာလာတဲ့ဝက်နဲ့ရိုချက်မဆိုင်ဟင်းကြီးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဟင်းရကြတော့လေဝက်သားပြုတ်ရည်လေးပို့ပြီးတော့များသားလို့တင်နေနေအချင်းရတာလေးကတော့ပျောက်သွားတယ်ပေါ့နော်ဒါပေမဲ့သူ့အသားတွေကကြတော့တော်တော်လေးများတယ်သူ့ရဲ့ဝက်နဲ့ယူကတော့နုနုအီလေးနဲ့စားလို့ကောင်းပေမဲ့လေအသားတွေများပြီးတော့အီလာလို့ကောင်းအောင်တော့မစားနိုင်ခဲ့ဘူးဒါတော့ကောမစားနိုင်မယ်လေထမင်းပေါအောင်တော့လိုက်ပွဲထက်ယူပြီးတော့ထဆွဲခဲ့လိုက်သေးရဲ့ဒီလိုမျိုးလိုက်ပွဲနဲ့ဆိုလို့ရှိရင်တော့သူကတပွဲကို1000ပေါ့နော်ဒီလိုမျိုးလိုက်ပွဲတစ်ပွဲထမှလို့ရှိရင်လည်းအခောက်ကင်ကြီးအသားလုံးကြော်တွေကိုရှယ်ကြီးထက်ထည့်ပေးတာ1000နဲ့တော်တော်လေးတန်တယ်ဒီဆိုင်လေးကကြတော့မနက်9နိုင်ခွဲနေပြီးည6နိုင်ခွဲအထိဖွင့်နေပေါ့နော်အမေဆိုလို့ရှိရင်တော့36လမ်းမဟာဗန္ဓုလလမ်းနေဝင်လို့ရှိရင်တော့ပုံနီးပါတယ်ရန်ကုန်ထမင်းပေါဆိုလို့ရှိရင်ပဲဆိုင်လေးမှာစားရတာကြိုက်လေးပြောသွားကြအောင်နော်ကဲဒါဆိုရင်တော့ဆက်စားလိုက်ပါအောင်မယ်ဆိုင်ရင်တော့ vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ